ဒီဗီဒီယိုလေးကတော့ Facebook မှာဝင်ငွေရှာကျင်တဲ့လူတွေအတွက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ Facebook မှာဒီလို monetization အောင်ဖို့အတွက်တော့ပါလေလိုအပ်လဲဆိုတာပေါ့နော်ကျွန်တော်လာပြမယ်နော်ရေရော Facebook တွေဝင်လိုက် Okay ပြီးတော့ပြီဆိုတာနဲ့ဒီနေရာမှာကျွန်တော်ရဲ့ဟောပါတော့ကျွန်တော်ရဲ့ဒီ profile နဲ့ဝင်လိုက်ပေါ့နော်ဒီမှာဒီ profile လေးကျွန်တော်လိုက်လိုက်ပြီးကျွန်တော်ဒီမှာဆိုရင်ဒီလိုမျိုးပုံစံနော်636လေးတွေ့လားအဲ့ဒီဟာလေးဒါလေးကိုလိုက်လိုက်ပြီးရင်ကျွန်တော်တို့အပေါ်ဆုံးမှာဒီမှာနော်ဆွဲပေးရမယ်နော်ဆွဲပေးရမယ်ဒီလိုမျိုးလေးဆွဲလိုက်ပြီးဒီနေရာမှာ monetization ဆိုပြီးတော့မှတွေ့လားokay အဲ့ဒါလေးကိုနှိပ်လိုက် okay ပြီးတော့ဆိုကျွန်တော်တို့ဒီမှာဒီဟာပုံဖို့အတွက်ဆိုရင်ဒါလိုအပ်ချက်လေးရှိရပါတော့အဲ့ဒီပုံဖို့အတွက်ဆိုရင်ဘာတွေလိုအပ်လဲဆိုတာကျွန်တော်ပြမယ်နော်အဲ့ဒီချက်နှိပ်လိုက် okay ဒီကဒီမှာကျွန်တော်တို့အဆင့်6ဆင့်လောက်ရတယ်နော်အဆင့်6ဆင့်လောက်ရတယ်အရင်ကဆိုရင်တော့ဒါဒီလိုပုံစံမျိုး content ချက်မရှိဘူးပေါ့နော်ဟိုမှာ view အရာကြည့်ပြီးတော့တို့ပုံပေးခြင်းလို့ပုံပေးတယ်အခုကတော့တို့ content ချက်ရှိတယ်အဆင့်6ဆင့်တို့လောက်ပေးရတယ်ပေါ့နော်ဒီများလေးကိုကျွန်တော်ရှင်းနေလိုက်ကြည့်မယ်နော်ဒီနေရာမှာတို့ဒီမှာနော် address 7နဲ့ပြရမယ်ပြီးရင်တို့ဒီမှာဒီဟာတွေပေါ့ဒီမှာနော်ဒါလေးအကုန်လုံးပြည့်တော့ဖို့လိုအပ်တယ်ပေါ့နော်ဒီမှာမှာဗီဒီယို3ပုံတင်ပေးရမယ်ပါနော်ပြီးရင်ကျွန်တော် follower 1000ရှိရမယ်ပြီးရင်ကျွန်တော် view 3သိန်းခွဲရှိရမယ်နော်ဒီမှာ view 3သိန်းခွဲရှိရမယ်ဒီဟာတွေပြည့်မီနေဆိုရင်ကျွန်တော်ရဲ့ဒီပေါ့နော်ဒီ monetization ကပွင့်တော့မှာဖြစ်ပါတယ်ဗျာနော်โอเคနော်အဲ့လေးနားလည်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီမှာဒီဟာလေးပြည့်မီအောင်လုပ်ပါဒါမှတကယ်ချင်းတော့ဝင်ငွေရှာလို့ရမှာနော် Facebook မှာကိုတင်လိုက်တဲ့ဗီဒီယိုတွေကိုတင်လိုက်တဲ့ဓာတ်ပုံကနေပြီးတော့ဝင်ငွေတို့ရမှာဖြစ်တယ်နော်ဒီဟာလေးပုံဖို့လိုပါတယ်စကားတွေကတော့သူတို့ပေးမှရတယ်နော်စကားတွေကတော့ဒါတွေကတော့ပွင့်လာပြီးသားဒါပေမဲ့ဒီဟာတွေကပေးမှရတဲ့ဟာတွေဖြစ်တယ်ဒါပေမဲ့ပေးပဲနဲ့ဒီ Facebook ကိုဗီဒီယိုတွေ Facebook ကပုံတွေတန်းနေပြီးတော့ဝင်ငွေလိုချင်တဲ့ဒီဟာပွင့်မှရမယ်နော်ဒီ monetization ပွင့်မှရမယ်နော် content monetization ပွင့်မှရမယ်အဲ့ဒါပုံဖို့တော့ခဏကျွန်တော်ပြောတဲ့အချက်လေးလိုက်လုပ်ဖို့လိုတယ်6ချက်နော်6ချက်โอเคအားလုံးစင်ပြေကြပါစေ